အားလုံးပဲမင်္ဂလာပါအခုပြပြပေးတော့မှာကဆောက်လုပ်ရေးလုပ်ငန်းခွင်အဆောက်အဦဆောက်လုပ်တဲ့အခါမှာအသုံးပြုတဲ့ footing မျိုးစားတွေပဲဖြစ်ပါတယ်အဆောက်အဦတစ်လုံးဆောက်လုပ်တဲ့အခါမှာ foundation လုပ်ငန်းကအလွန်အရေးပါပြီးတော့အဓိကကျတဲ့လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ် foundation ရဲ့အဓိကတာဝန်ကအဆောက်အဦတစ်ခုလုံးရဲ့ load, deep load, light load, roof slab, stair, column စတာတွေရဲ့ဝင်တွေကိုမြေကြီးတွေကိုအနည်းငယ်မရှိဘဲနဲ့ကောင်းမွန်စွာပြန့်နှံ့သွားစေဖို့ဖြစ်ပါတယ်foundation မျိုးစားကို shallow foundation နဲ့ deep foundation ဆိုပြီးတော့နှစ်မျိုးပြန်လည်ခွဲထားပါတယ် shallow foundation ကို foundation မျိုးစား5မျိုးအနေနဲ့ခွဲထားပါတယ် separate or isolated or single footing, combined footing, strip footing, strut footing, mat or rough footing ဆိုပြီးတော့5မျိုးခွဲထားပါတယ် isolated footing မျိုးစားကို residential ပင်တွေတာမန်လူနေအိမ်တစ်ထပ်နှစ်ထပ်သုံးထပ်စတဲ့အဆောက်အဦတွေမှာသုံးများကြပါတယ် column တစ်တိုင်းပေါ်ကိုစုပေါင်းကျလာတဲ့လုပ်တွေကို footing တစ်ခုတည်းကထမ်းဆောင်ရတဲ့ footing မျိုးစားဖြစ်ပါတယ်လွယ်လွယ်ပြောရမယ်ဆိုရင် column တစ်လုံး footing တစ်ခုပုံစံဖြစ်ပါတယ် isolated footing တွေကို rectangular, square, circular shape တွေနဲ့တွေ့ရပါတယ် structure design တွေရဆိုရင် isolated footing တွေကို plane, step, slope ပုံစံတွေနဲ့တည်ဆောက်ကြပါတယ်နံပါတ်1ပြပြတော့မှာက combined footing ဖြစ်ပါတယ် designer ကနေ design အတွက်ထုတ်လိုက်တဲ့အခါမှာ isolated footing တစ်ခုနဲ့တစ်ခုအလွန်နီးကပ်စွာရှိနေရင်ဒါမှမဟုတ်ရင် footing တွေထပ်နေမယ်ဒါမှမဟုတ်အဆောက်အဦအစွန်ဘက်မြေနေရာလုံလောက်မှုမရှိဘူးဆိုရင် isolated footing အစား combined footing ကိုအသုံးပြုကြပါတယ် combined footing တစ်ခုမှာ column တိုင်းနှစ်တိုင်းနဲ့အထက်ရှိပါတယ် combined footing တွေကို trapezoidal shape နဲ့ rectangular shape ပုံစံ2မျိုးနဲ့တွေ့နိုင်ပါတယ်strip footing ဆိုတာက wall နေရာတစ်ခုလုံးကိုထမ်းထားပေးရတာဖြစ်ပါတယ် footing တစ်ခုနဲ့တစ်ခုအလွန်နီးကပ်စွာရှိနေခဲ့ရင်ဒါမှမဟုတ် overlap ထပ်နေခဲ့မယ်ဆိုရင် strip footing ကိုအသုံးပြုရပါမယ် strip footing နဲ့မှာ strip beam ပါဝင်ပါတယ်နံပါတ်4ပြပြသွားမှာက strut footing ဖြစ်ပါတယ် strut footing က combined footing နဲ့ပုံစံချင်းတူပါတယ်ဒါပေမဲ့ strut footing က isolated footing နှလုံးကို strut beam နဲ့ချုပ်ထားတာဖြစ်ပါတယ်strut footing နဲ့ combined footing ကြားကခြားနားချက်က combined footing ကအပြည့်လောင်းပြီးတော့ strut footing ကတော့အပြည့်မလောင်းပဲ strut beam နဲ့ချုပ်ထားပေးရတာဖြစ်ပါတယ် strut footing က combined footing နဲ့ကုန်ကျစရိတ်ပုံမှုသက်သာပါတယ်နံပါတ်5ပြပေးသွားမယ် shallow foundation မျိုးစားကတော့ mat or rough footing မျိုးစားဖြစ်ပါတယ် mat footing ဆိုတာကဖြာပုံစံ concrete ခင်းပြင်ကြီးကိုခေါ်ပါတယ်ဒီဇိုင်းလုပ်တဲ့အခါမှာ foundation area ကစောက်မဲ့အဆောက်အဦ area လောက်ရဲ့90%ထပ်ကျော်နေမယ်ဆိုရင် mat footing ကိုအသုံးပြုကြပါတယ်မြန်မာနိုင်ငံမှာတော့ basement ကားပါကင်တွေပါဝင်တဲ့အဆောက်အဦတွေမှာ mat footing ကိုအသုံးပြုတတ်ကြပါတယ် foundation ရဲ့ဒုတိယပမာဏကကြီးမားလွန်းတဲ့အတွက်ကြောင့် concrete လောင်းတဲ့နေရာမှာအပူရှိန်ထွက်နှုန်းကမြန်ပြားတတ်ပါတယ်အဲဒါကြောင့် mat footing concrete လောင်းတဲ့နေရာမှာရေခဲရည်နဲ့ဖျောက်ဆက်၍ဖြစ်စေ low heat cement အသုံးပြု၍ဖြစ်စေသုံးလောင်းနိုင်ပါတယ်non-homogeneous soil မြေသားမတူညီခြင်းဥပမာမြေကရှွန်းဖြစ်လိုက်မြေမှာဖြစ်လိုက်အနေအထားမျိုးမှာဆိုရင်ကျွံကြခြင်း settlement မဖြစ်အောင် mat footing ကိုအသုံးပြုကြပါတယ် concrete crack ဖြစ်ခြင်းမှာကာကွယ်ခြင်း concrete strength တိုးစေဖို့အတွက် curing လုပ်ခြင်းကိုအထူး Q site လှုပ်ဆောင်ပေးရပါမယ်အခု footing မျိုးစား5မျိုးကတော့ shallow foundation မျိုးစားထဲမှာပါဝင်ပါတယ်နောက်ထပ်ဖြစ်ပြသွားမှာက deep foundation မျိုးစားဖြစ်ပါတယ်အဆောက်အဦဆောက်မဲ့မြေကြီးကတင့်တော်တဲ့အနက်မှာအဆောက်အဦရဲ့လုပ်ဝင်ကိုထမ်းထားနိုင်မယ်ဆိုရင် shallow foundation ကိုအသုံးပြုကြပြီးတော့ကောင်းစွာလုပ်ကိုထမ်းမထားနိုင်ဘူးဆိုရင် deep foundation ကိုအသုံးပြုကြပါတယ်အထက်မြင့်အဆောက်အဦတွေလုပ်တင်အရမ်းများတဲ့အချိန်မှာ deep foundation ကိုအသုံးပြုကြပါတယ် deep foundation များစွာရှိတဲ့အထက်မှာမြန်မာနိုင်ငံမှာအသုံးများဆုံး deep foundation 2မျိုးကတော့ pine foundation နဲ့ pine rough foundation ပဲဖြစ်ပါတယ်အခုလိုဆောက်လုပ်ရေး knowledge နဲ့ပတ်သက်တဲ့ဟာတွေကိုအမြဲတမ်း sharing ပြုလုပ်ပေးသွားမှာဖြစ်တဲ့ကြောင့် channel ကို subscribe like and comment တွေပြုလုပ်ပေးသွားနိုင်ပါတယ်လူကြီးမင်းတို့ရဲ့နေထိုင်ရာလှုပ်လို့ရအဆောက်အဦတွေဆောက်လုပ်ချင်တာပဲဖြစ်ဖြစ်အကျန်းတဲ့လုပ်ငန်းဖြစ်စေအချောတဲ့လုပ်ငန်းဖြစ်စေအနံ့ကျင်နေဆိုရင် Genius Empire Engineering and Construction ဖုန်းနံပါတ်0996931329ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်